မြန်မာနဲ့ထိုင်းဘာလို့ကွာခြားသွားတာလဲ။နယ်မြေချင်းကပ်နေတယ်ပထဝီအနေထားနဲ့တမိုင်းကြောင်းရဆိုရင်အတူတူနီးပါးလောက်ရှိခဲ့တယ်။ဒါပေမဲ့ထိုင်းနိုင်ငံကိုကြည့်လိုက်ရင်ခင်မိလာတယ်။စီးပွားရေးတွေအမျိုးမျိုးကဏ္ဍဆောင်တိုးတက်လာတယ်။ကမ္ဘာလက်ခီးသည်တွေအတွက်ပါရှေ့တောင်အာရှမှာအဓိကအချက်ချနေရဖြစ်လာတယ်။ဒီဘက်ကမြန်မာနိုင်ငံကိုကြည့်လိုက်တော့အလုံးစုံပြည်တွင်းစစ်အခြေအနေတွေကိုရောက်နေတယ်။ဒါဆိုမေးစရာရှိလာပြီ။ထိုင်းကိုဘာလို့တွားလဲပတ်ရတာအရန်လုံခြုံပြီးပျော်စရာကောင်းတာလဲ။ဒါပေမဲ့မြန်မာကဘာလို့ဒီလောက်တောင်အနေရများနေတာလဲ။ဒီအကြောင်းအရာတွေကိုအသေးစိတ်နားလည်ဖို့ဒီဗီဒီယိုကိုအစဆုံးကြည့်လိုက်ပါခင်ဗျာ။ထိုင်းနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအရှင်ဟာတကယ်ကိုအံ့ဩစရာကောင်းပါတယ်။အိမ်နီးချင်းနိုင်ငံကမတည်ငြိမ်မှုတွေမြင့်တက်လာနေချိန်မှာထိုင်းကခက်မီအောင်ကြီးထွားအောင်လုပ်နိုင်ခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာစစ်တမ်းအညွှန်းကိန်းတွေအားလုံးကိုကြည့်လိုက်ရင်ထိုင်းကတိုးတက်နေပါတယ်။လက်ရှိမှာထိုင်းနိုင်ငံဟာကမ္ဘာပေါ်မှာ23နိုင်ငံမြောက်အချမ်းသာဆုံးနိုင်ငံဖြစ်ရပ်တည်နေပါတယ်။ဒီအဆင့်ဟာဥရောပနိုင်ငံတွေဖြစ်တဲ့နယ်သာလန်နဲ့ဆွစ်ဇာလန်တို့လိုနိုင်ငံတွေကိုတောင်ကျော်တက်ထားပြီးဩစတြေးလျရဲ့စီးပွားရေးအင်အားနဲ့တောင်အပြိုင်နီးပါးဖြစ်နေပါတယ်။ထိုင်းနိုင်ငံမှာလူဦးရေပိုများပေမဲ့ဒီလိုအင်အားကြီးတဲ့စီးပွားရေးကိုတည်ဆောက်နိုင်ခဲ့ခြင်းကသူတို့ရဲ့ရေရှည်စီမံခန့်ခွဲနိုင်မှုကိုပြသနေပါတယ်။ထိုင်းရဲ့စီးပွားရေးမော်ဒယ်ဟာခိုင်မာတဲ့အခြေခံအုတ်မြစ်တွေပေါ်မှာတည်ဆောက်ထားပါတယ်။ထိုင်းဟာကမ္ဘာလုံးဆိုင်ရာကားထုတ်လုပ်မှုရဲ့အဓိကအချက်အခြာတစ်ခုဖြစ်ပါတယ်။ Asia's Detroit လို့တောင်တင်စားခေါ်ဆိုကြပြီးဂျပန်နဲ့အမေရိကန်ကုမ္ပဏီကြီးများစွာထိုင်းကိုအခြေခံပြီး data ရင်းပို့ကုန်တွေလုပ်ကြပါတယ်။ဒီကဏ္ဍကထိုင်းရဲ့ GDP ရဲ့အစိတ်ပိုင်းများဆုံးကိုရယူပေးထားပါတယ်။နှစ်စဉ်ကမ္ဘာလက်ခီးတဲ့တန်းနဲ့ချီဝင်ရောက်မှုဟာနိုင်ငံအတွက်နိုင်ငံခြားငွေအကြီးကျယ်ရှာဖွေပေးနေပါတယ်။တောင်ပိုင်းကျွန်းများဘန်ကောက်မြို့ရဲ့ယဉ်ကျေးမှုနဲ့မြောက်ပိုင်းတောင်တန်းတွေရဲ့သဘာဝအလှတွေကခီးသွွားတွေကိုဆွဲဆောင်နေပါတယ်။ထိုင်းနိုင်ငံဟာကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွေနဲ့ခိုင်မာစွာချိတ်ဆက်ထားပြီးအနောက်နိုင်ငံတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက်ဆွဲဆောင်မှုရှိတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးထားပါတယ်။မြန်မာကတော့စီးပွားရေးရစန့်ကျင်ဘက်လမ်းကြောင်းကိုရှောက်လန်းခဲ့ရပါတယ်။မြန်မာနိုင်ငံဟာသဘာဝဓာတ်ငွေကြောင်းမြတ်ရည်နာတစ်တော်ထွက်ကုန်တွေစတဲ့သဘာဝအရင်းမြစ်တွေအလွန်ပေါများပါတယ်။ဒါပေမဲ့ဒီကျွယ်ဝမှုတွေကိုနိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားအတွက်စနစ်တကျခွဲဝေအသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ဆယ်စုနှစ်များစွာကြာစစ်အုပ်ချုပ်ရေးနဲ့မကြာခဏပေါ်ပေါက်လာတဲ့ပဋိပက္ခတွေကြောင့်စီးပွားရေးမူဝါဒတွေဟာမတည်ငြိမ်ခဲ့ပဲနိုင်ငံတကာယင်းနှိမ့်မြုပ်နှံမှုတွေကိုပါတားဆီးခဲ့ပါတယ်။2021နောက်ပိုင်းမှာနိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေပြည်တွင်းမငြိမ်မသက်မှုတွေကြောင့်စီးပွားရေးဟာအကြီးကျယ်ကျဆင်းသွားခဲ့ပါတယ်။တစ်ချိန်ကဖွံ့ဖြိုးလာဖို့မျှော်လင့်ခဲ့တဲ့ခီးသွွားလုပ်ငန်းဟာလည်းလက်ရှိစစ်ပွဲတွေကြောင့်လုံးဝရပ်တန့်နေပြီးဝင်ငွေနဲ့အလုပ်အကိုင်တွေအများအပြားဆုံးရှုံးခဲ့ရပါတယ်။ထိုင်းနဲ့မြန်မာနိုင်ငံတို့ဟာနယ်နိမိတ်ချင်းကလျက်တည်ရှိပြီးတောင်တန်းကြီးတွေနဲ့မြစ်ကြီးတွေအပါအဝင်ရှုခင်းတွေဟာလည်းအပြန်အလှန်ဆက်ဆက်နေပါတယ်။သို့တော်လည်းဒီပထဝီဝင်အနေထားကသူတို့ရဲ့တမိုင်းနဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ်ဘလို့တက်ရောက်ခဲ့တယ်လဲဆိုတာကြည့်လိုက်ကြရအောင်။မြန်မာနိုင်ငံဟာအရှေ့တောင်အာရှကုန်းမြေအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။မြန်မာရဲ့အရေးကြီးဆုံးပထဝီအင်္ဂါရက်ကတော့နိုင်ငံရဲ့အလဲဗဟိုကိုဖြတ်တန်းစီးဆင်းနေတဲ့အေယာဝတီမြစ်ပဲဖြစ်ပါတယ်။ဒီမြစ်ဝမ်းဟာမြေဩဇာအလွန်ကောင်းမွန်ပြီးတမိုင်းတစ်လျှောက်ဗမာလူမျိုးတို့ရဲ့ယဉ်ကျေးမှုဗဟိုချက်ဖြစ်ခဲ့ပါတယ်။စိုက်ပျိုးရေးနဲ့ကုန်သွယ်ရေးကိုအဓိကအထောက်အကူပြုခဲ့ပါတယ်။မြန်မာရဲ့မြောက်ဘက်နဲ့အနောက်ဘက်မှာရှိတဲ့မတ်ဆောက်တဲ့တောင်တန်းတွေဖြစ်တဲ့ဥပမာရခိုင်ရိုးမရှမ်းကုန်းမြင့်စတဲ့ဒေသတွေဟာတစ်ခုနဲ့တစ်ခုကြားဆက်သွယ်ဖို့ခက်ခဲခဲ့ပါတယ်။ဒါဟာဗဟိုအစိုးရရဲ့ထိန်းချုပ်မှုကိုလျော့နည်းစေပြီးတိုင်းရင်းသားလူနည်းစုတွေနေထိုင်ရာဒေသတွေအဖြစ်တဘာဝအတိုင်းပေါ်ပေါက်လာစေခဲ့ပါတယ်။ဒီကွာဟချက်ဟာပြည်တွင်းပဋိပက္ခကိုပုံမရှုပ်ထွေးစေတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ပင်လယ်ပြင်ဆက်သွယ်မှုအနေနဲ့မြန်မာနိုင်ငံဟာဘင်္ဂလားပင်လယ်နဲ့ကပလီပင်လယ်ကိုသာအဓိကမိခိုရပြီးထိုင်းနိုင်ငံအနေနဲ့ကတော့ကုန်သွယ်ရေးအတွက်ရေးပါတဲ့ထိုင်းပင်လယ်ကွေ့ကိုပိုင်ဆိုင်ထားပြီးတော့ကပလီပင်လယ်ဘက်ကိုပါပင်လယ်ထွက်ပေါက်ရှိနေပါတယ်။မြန်မာအနေနဲ့ကတော့ထိုင်းပင်လယ်ကွေ့ဘက်ကိုပင်လယ်ထွက်ပေါက်ရှိမနေပါဘူး။ထိုင်းနိုင်ငံရဲ့အဓိကအားသာချက်ကတော့ကြောက်ဖျားမြစ်စီးဆင်းရအလဲပိုင်းလွင်ပြင်ပဲဖြစ်ပါတယ်။မြစ်လက်တက်တွေနဲ့တူးမြောင်းကွန်ရက်တွေကြောင့်ဒီဒေသဟာစိုက်ပျိုးရေးအတွက်အလွန်အမင်းသာယာဝပြောပြီးနိုင်ငံရဲ့အဓိကစီးပွားရေးဗဟိုချက်ဖြစ်ပါတယ်။မြန်မာနဲ့စာရင်ဗဟိုအစိုးရကပုံမလွယ်ကူစွာထိန်းချုပ်နိုင်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာအနောက်ဘက်မှာကပလီပင်လယ်နဲ့အရှေ့ဘက်မှာထိုင်းပင်လယ်ကွေ့နှစ်ခုလုံးကိုဝင်ရောက်ခွင့်ရရှိထားတာကြောင့်ငါးဖမ်းလုပ်ငန်း၊ကုန်သွယ်ရေးနဲ့အထူးသဖြင့်ခရီးသွားလုပ်ငန်းအတွက်မဟာဗျူဟာမြောက်အားသာချက်တစ်ခုရရှိခဲ့ပါတယ်။ပင်လယ်ကွေ့ဒေသကကမ်းခြေတွေဟာကမ္ဘာကျော်ခရီးသွားနေရာတွေဖြစ်လာခဲ့ပါတယ်။ထိုင်းနိုင်ငံဟာမြစ်ကွန်ရက်များနဲ့ပြန့်ပြူးနေတဲ့ဗဟိုပြင်ကြောင့်လမ်းပန်းဆက်သွယ်ရေးကိုအလွယ်တကူတိစောက်နိုင်ခဲ့ပြီးနိုင်ငံရဲ့စီးပွားရေးပေါင်းစည်းမှုကိုပုံမခိုင်မာစေခဲ့ပါတယ်။ဒီနိုင်ငံရဲ့ကံကြမ္မာကိုလုံးဝပြောင်းလဲသွားစေခဲ့တဲ့အဓိကအလှည့်ပြောင်းကတော့ကိုလိုနီစနစ်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံဟာအင်္ဂလိပ်မြန်မာစစ်ပွဲ3ကြိမ်အပြီး1886ခုနှစ်မှာဗြိတိရှကိုလိုနီလက်အောက်ကိုလုံးဝရောက်ရှိခဲ့ပါတယ်။ကိုလိုနီစနစ်ကရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့တဲ့ရိုးရာဘယင်စနစ်နဲ့အုပ်ချုပ်ရေးစနစ်တွေကိုလုံးဝဖျက်ဆီးပစ်ခဲ့ပါတယ်။ဗြိတိရှတို့ကမြန်မာကိုအုပ်ချုပ်ရမှာ divide and rule ခွဲခြားအုပ်ချုပ်ရေးမူဝါဒကိုကျင့်သုံးခဲ့ပြီးမြေပြင်ဗမာလူမျိုးတွေနဲ့တောင်ပေါ်ဒေသကတိုင်းရင်းသားလူနည်းစုတွေကြားမှာကွဲပြားမှုတွေမကျေနပ်မှုတွေကိုတမင်တကာဖန်တီးခဲ့ပါတယ်။1948ခုနှစ်မှာလွတ်လပ်ရေးရပြီးနောက်ဒီမကျေနပ်မှုတွေဟာလက်နက်ကင်ပဋိပက္ခတွေဖြစ်ချက်ချင်းပေါ်ပေါက်လာခဲ့ပြီးယနေ့တိုင်မပြီးဆုံးနိုင်တဲ့ပြည်တွင်းစစ်ရဲ့အဓိကအရင်းမြစ်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အကြောင်းရင်းအလုံးစုံကိုအင်္ဂလိပ်ပေါ်ပုံချတာမျိုးကတော့အလုံးစုံမမှန်ကန်ပါဘူး။အကယ်၍ဗိုလ်ချုပ်အောင်ဆန်းရဲ့မူဝါဒအတိုင်း Federal ပြည်အောင်စုစနစ်ကိုသာပါလီမန်ဗဟိုအစိုးရနဲ့ဗမာလွှတ်တော်အမတ်နိုင်ငံရေးသမားတွေကသာဖော်ဆောင်ပေးခဲ့ရင်ပြည်တွင်းစစ်လည်းဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ဗိုလ်ချုပ်ကန်တဲ့တပြည်တော်စနစ်နဲ့ပဲဆက်သွားခဲ့လို့သာတိုင်းရင်းသားတွေရဲ့မကျေနပ်ချက်တွေကပုံမကြီးထွားလာခဲ့တာပါ။ဒီဗီဒီယိုမှာဒီအကြောင်းအရာကိုမဆွေးနွေးတော့ပါဘူး။
ကိုလိုနီခေတ်လိုနိုင်ငံရေးမတည်ငြိမ်မှုများက1962ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးစစ်အာဏာရှင်စနစ်ကိုထူထောင်ဖို့လမ်းဖွင့်ပေးခဲ့ပါတယ်ဒီအုပ်ချုပ်ရေးပုံစံဟာမြန်မာနိုင်ငံကိုဆယ်စုနှစ်ပေါင်းများစွာနိုင်ငံတကာနဲ့အဆက်ဖြတ်ထားခဲ့ပြီးတိုးတက်မှုတွေကိုတားဆီးပစ်ခဲ့ပါတယ်တစ်ဖက်မှာတော့ထိုင်းနိုင်ငံဟာအရှေ့တောင်အာရှမှာကိုလိုနီမဖြစ်ခဲ့ပဲတခုတည်းသောနိုင်ငံအဖြစ်ရပ်တည်ခဲ့ပါတယ်ဘရင်ယာမ4နဲ့ယာမ9တို့ရဲ့ဉာဏ်ပညာနဲ့အုပ်ချုပ်မှုကြောင့်ဖြစ်ပါတယ်သူတို့ကဗြိတိရှားနဲ့ပြင်သစ်တို့ရဲ့အင်အားကြီးမားတဲ့ကိုလိုနီတပ်ဖွဲ့တွေကိုကျွမ်းကျင်တဲ့တန်တမာရေးနယ်မြေချုပ်ကိုဆွတ်လွတ်ခြင်းနဲ့ခင်မီရေးပြုပြင်ပြောင်းလဲမှုတွေကိုအချိန်မီလှုပ်ဆောင်ခြင်းတို့နဲ့ကျော်လွှားနိုင်ခဲ့ပါတယ်ကိုလိုနီမဖြစ်ခဲ့ခြင်းကြောင့်ထိုင်းဟာရိုးရာအာဏာတည်ဆောက်ပုံဘရင်စနစ်ကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီးနိုင်ငံရဲ့စီးလုံးညီညွတ်မှုကိုခိုင်မာစေခဲ့ပါတယ်ပြည်ရင်းပဋိပက္ခတွေကိုထိရောက်စွာထိန်းချုပ်နိုင်ခဲ့ပြီးမြန်မာနိုင်ငံလိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ကျယ်ပြန့်တဲ့ပဋိပက္ခတွေကိုလည်းမကြုံတွေ့ခဲ့ရပါဘူးနိုင်ငံရေးအပြောင်းအလဲများအာဏာသိမ်းမှုများကြုံခဲ့ရပြီးမြဲအခြေခံအဖြစ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအောင်ဆိုင်တဲ့မူဝါဒတွေကိုဆက်လက်ကျင့်သုံးနိုင်ခဲ့ပါတယ်ဒါဟာရေရှည်ရင်းနှီးမြှုပ်နှံမှုတွေနဲ့တည်ငြိမ်တဲ့ဖွံ့ဖြိုးမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်လက်ရှိအခြေအနေကိုပုံဖော်ရမှာအုပ်ချုပ်ရေးပုံစံနဲ့နိုင်ငံရေးတည်ငြိမ်မှုကအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်။ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့ဘရင်စနစ်ကိုကျင့်သုံးပြီးဘရင်မင်းမြတ်ဟာနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာတဲ့အခါမှာစီးလုံးညီညွတ်မှုနဲ့ညှိနှိုင်းမှုရဲ့အမှတ်တင်ကြတာဖြစ်ရှိနေခဲ့ပါတယ်။ဒီအချက်ဟာကြီးမားတဲ့ပြည်တွင်းစစ်ပွဲကြီးတွေမဖြစ်အောင်တားဆီးနိုင်ခဲ့တဲ့အဓိကအချက်ပါ။စစ်တပ်အုပ်ချုပ်သည်ဖြစ်စေအရသားအုပ်ချုပ်သည်ဖြစ်စေထိုင်းအစိုးရအများစုကတော့စီးပွားရေးတိုးတက်မှုကိုအဓိကဦးစားပေးမူဝါဒအဖြစ်ကျင့်သုံးခဲ့ပြီးကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ပေါင်းစည်းဖို့ဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။မြန်မာနိုင်ငံအနေနဲ့1962ကတည်းကမြန်မာနိုင်ငံဟာစစ်အုပ်ချုပ်ရေးနဲ့ကြကြပြန့်ပြန့်နိုင်ငံရေးဖိနှိပ်မှုတွေအောက်မှာရှိနေခဲ့ပါတယ်စစ်တပ်ကနိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးအရာအလုံးကိုထိန်းချုပ်ထားတဲ့ဆန္ဒကဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုဇက်တိုက်ဖျက်ဆီးခဲ့ပါတယ်2021စစ်အာဏာသိမ်းမှုဟာနိုင်ငံသားတွေကြားကယုံကြည်မှုကိုလုံးဝပြတ်ပြားသွားစေပြီးစစ်အာဏာရှင်ကိုလက်နက်ကင်ဆန့်ကျင်တော်လှန်မှုတိုင်းရင်းသားလူနည်းစုတွေရောဗမာလူငယ်တွေပါပူးပေါင်းပြီးတိုက်ခိုက်တဲ့ပြည်သူခုခံတော်လှန်စစ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်လက်ရှိမြန်မာနိုင်ငံဟာပြည်တွင်းစစ်အခြေအနေမှာရှိနေပြီးလူပေါင်းတောင်းနဲ့ချီတည်ဆုံကတန်းပေါင်းများစွာနေရက်ဆက်ကွာထွက်ပြေးနေရပါတယ်မြန်မာနိုင်ငံကမ္ဘာအဆင်းရဲဆုံးနဲ့မတည်ငြိမ်ဆုံးနိုင်ငံတွေကတစ်ခုဖြစ်လာခဲ့ပါတယ်ညီကုန်းချုပ်အနေနဲ့ပြောရင်ထိုင်းနဲ့မြန်မာဟာပထဝီအနေထားယဉ်ကျေးမှုတချို့နဲ့တမိုင်းကြောင်းတချို့ကိုမျှဝေကြပေမဲ့သူတို့ရဲ့ကံကြမ္မာကလုံးဝဆန့်ကျင်မဲ့လမ်းကြောင်းနှစ်ခုစီကိုဥတီသွားခဲ့ပါတယ်ထိုင်းကကိုလိုနီမဖြစ်ခဲ့တဲ့အတွက်ရိုးရာအာဏာကိုထိန်းသိမ်းနိုင်ခဲ့ပြီးပြည်ရင်းစည်းလုံးမှုမပြတ်ပြားခဲ့ပါဘူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဆယ်စုနှစ်ပေါင်းများစွာအဓိကထားပြီးလှုပ်ဆောင်နိုင်ခဲ့ပါတယ်မြန်မာနိုင်ငံအနေနဲ့ကိုလိုနီစနစ်ကပြည့်ရခဲ့တဲ့တိုင်းရင်းသားပဋိပက္ခတွေနဲ့စက်တိုက်အမြင့်တွယ်နေတဲ့စစ်အာဏာရှင်စနစ်တို့ကြောင့်နိုင်ငံရေးစီးပွားရေးမတည်ငြိမ်မှုစက်ဝန်းတွေကနေရုံးမထွက်နိုင်ဖြစ်ခဲ့ရပါတယ်ဒီကွဲပြားမှုတွေရဲ့ရလဒ်ကတော့ရှင်းပါတယ်ထိုင်းနိုင်ငံဟာငြိမ်းချမ်းပြီးတရားဝါပြောတဲ့နိုင်ငံအဖြစ်ကမ္ဘာမှာရပ်တည်နေပြီးမြန်မာနိုင်ငံကတော့ဆိုးဆိုးရွားရွားဒုက္ခရောက်နေတဲ့စစ်မီးတောက်လောင်ရာနေရာတစ်ခုအဖြစ်ရှိနေပါတယ်။ထိုင်းမြန်မာနယ်စပ်ကချက်ကြီးကြရာဟာလည်းဒီကမ္ဘာနှစ်ခုကြားကကွဲပြားမှုကိုဝမ်းနည်းစရာတတိပေးနေတဲ့အထိမ်းအမှတ်တစ်ခုပါပဲ။ပြည်သက်တို့ရောဒီအကြောင်းအရာတွေကိုနားထောင်ပြီးတဲ့နောက်ကိုလိုနီစနစ်ရဲ့ရိုက်ခတ်မှုကြောင့်မြန်မာဟာထိုင်းရဲ့နောက်ကိုရောက်သွားရတဲ့အဓိကအရေးကြီးဆုံးအကြောင်းရင်းလို့ထင်မြင်မိပါသလား။ဒါမှမဟုတ်တခြားအုပ်ချုပ်ရေးဆိုင်ရာပြဿနာတွေအကြောင်းလို့ထင်ပါသလား။မှတ်ချက်ပေးခဲ့ပါဦး။